ပါကျွန်တော်ရဲ့ channel လေးကိုဆို English မှာပြန်လည်ပြီးမှကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ဘာဆွေးနွေးကောင်းပါလဲဆိုတော့ UNHCR ရဲ့ပေါ့နော်မပုံတင်ချင်းဆိုင်ရာမိခွင့်အများကိုကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမပုံတင်ချင်းဌာနမှာဘာမိခွင့်တွေမီလီမီတာရှိတာလဲသူတို့မိတဲ့မိခွင့်တွေဘယ်လိုမျိုးဖြေရမလဲသူတို့မိတဲ့မိခွင့်တွေကျွန်တော်တို့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးကြိုတင်ပြီးမှပေါ့နော်စဉ်းစားပြီးမှကိုယ့်ရဲ့အမှုနဲ့ပတ်သက်ပြီးမှဘယ်လိုမျိုးဖြစ်ပြီးမှတုံ့ပြန်ရမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အထွေထွေဘဟုတုတရရှိဖို့ရန်တာပေါ့နော်ကျွန်တော်အနေနဲ့ရည်ရွယ်တာဖြစ်ပါတယ် UNHCR နဲ့တော့လည်းကောင်းအဖွဲ့အစည်းတစ်ခုခုနဲ့ပေါ့နော်ပတ်သက်မှုမရှိကြောင်းကျွန်တော်အနေနဲ့စွန့်တည်ပြီးချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မပုံတင်ဌာနမှာအင်တာဗျူးတွားဖြေတဲ့အခါမှာဘာဒီအရင်ဆုံးမီလီမီတာရှိလဲဆိုတော့ကိုကြီးအချက်အလက်များကိုတို့ကမီလီမီတာရှိတာဖြစ်ပါတယ်ခင်ဗျားရဲ့ဒီ full name ပေါ့နော်ပြီးတော့မှဘယ်မှာမွေးတာလဲဘယ်မြို့မှာမွေးတာလဲပေါ့နော်ဘယ်ပြည်နယ်မှာမွေးတာလဲဘယ်ရွာမှာမွေးတာလဲကစားပြီးတော့မှဘာဘာမျိုးနွယ်စုလဲပြီးတော့မှကုကွယ်တဲ့ဘာသာဒီကစားပေါ့နော်သူတို့အနေနဲ့အမေရိကန်ပထမဆုံးအနေနဲ့နော်နည်းနည်းလေးရှိတာဖြစ်ပါတယ်ဆိုတော့ what is your full name ပေါ့နော်တဲ့နာမည်ပြီးဆုံးကိုပြောပြပါဆိုတာဘယ်လောက်အရေးကြီးလဲဆိုတာကျွန်တော်တို့ဆက်ပြီးမှဆွေးနွေးကြည့်ရအောင်နော်ဆိုတော့တဲ့နာမည်ပြီးဆုံးကိုပြောပြပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီမှာမလေးရှားမှာကျွန်တော်အင်တာဗျူးဖြေတဲ့အခါမှာတတိမထားမိတာဒီအများကြီးရှိတာဖြစ်ပါတယ်ပြည်နယ်နေရာချထားမယ့်နိုင်ငံများတို့အသုံးပြုတဲ့ပုံစံအတိုင်းနာမည်ရှိပေါ့နော် first name နာမည်နောက် last name ပေါ့နော်ဒီလိုမျိုးကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီချာရှင်းပြထားဖို့လိုအပ်တာဖြစ်ပါတယ်ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီ Australia တို့ US တို့ရောက်သွားတဲ့အခါမှာသူတို့က first name last name ပြီးတော့မှ full name ပေါ့နော်ဒီလိုမျိုးနဲ့သွားတာဖြစ်ပါတယ်။များသောအားဖြင့်သူတို့မှာ middle name မရှိဘူးဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့နာမည်ပြီးတဲ့အခါမှာကျွန်တော်တို့တတိထားရမှာကကျွန်တော်နာမည်အစီအဆုံးကfirst name ကဒါဖြစ်တယ် middle name ရှိတယ်ဆိုရင်နာမည်ကလေးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ middle name ကဒီဟာဖြစ်တယ်ကျွန်တော်ရဲ့နောက်ဆုံးနာမည်ကဒီဟာဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တိကျပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ client တွေပေါ့နော်ဒီတစ်ခါတလေကျွန်တော်တို့ Christian နာမည်မဲ့ထားတာရှိပါတယ်ဥပမာ Joseph တို့ Peter တို့ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးနာမည်တွေရှိခဲ့ရင်လည်းပေါ့နော်ကျွန်တော်တို့တိကျပြောထားဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှတခုအရေးကြီးတာက Australia တို့ဘာလို့တင်မယ်ဆိုရင်ကျွန်တော်တို့ဒီ sponsor နဲ့အမျိုးတရားလာခေါ်ဖို့စဉ်းစားထားတယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့နာမည်နောက်မှာကျွန်တော်တို့ရဲ့ဒီမျိုးနွယ်စုနာမည်ဒီရိုးရာနာမည်ဒီပေါ့နော်ကျွန်တော်တို့အနေနဲ့ထည့်ထားဖို့လိုအပ်တာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ချင်းလူမျိုးတွေမှာကျွန်တော်တို့မျိုးနွယ်စုနာမည်အမျိုးမျိုးရှိကြတယ်ဆိုတော့ဥပမာကျွန်တော်ရဲ့နာမည်ကမောင်မောင်ဆိုတဲ့ဆိုရင် first name ကမောင် last name ကမောင်ပဲပေါ့နော်မောင်မောင်ပြီးတော့မှဒီ family နာမည်ပေါ့နော်ဒီမျိုးနွယ်စုနာမည်ကိုကျွန်တော်တို့ကဥပမာ something ဆို something ပေါ့နော်ဒီလိုမျိုးထည့်ပေးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့အဲ့လိုမျိုး sponsor နဲ့ခေါ်ဖို့ဒီပြီးတော့မှတတိယနိုင်ငံရောက်သွားတဲ့အခါမှာသူတို့ရဲ့ပေါ့နော်နာမည်နာမည်ကျွန်တော်တို့ခေါ်တယ်လို့မခေါ်တော့ဘူးသူတို့ကဒီ first name last name နဲ့ပဲသွားတယ်များတဲ့အတွက်ပေါ့နော်ဒီလိုမျိုးတွေကြိုပြီးမှစဉ်းစားထားဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာနာမည်ပြီးလိုက်တဲ့နာမည်ကပေါ့နော်ကျွန်တော်တို့တစ်သက်လုံးအတွက်အသုံးပြုသွားမှာဖြစ်တဲ့အတွက်ပေါ့နော်ပြီးတော့မှတရားဝင်စာရွက်စာတမ်းတွေမှာအသုံးပြုဖို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်လည်ပြီးမှပေါ့နော်ပြုပြင်ဖို့ခက်ခဲတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နာမည်အပြည့်အစုံကိုပြောပြပါလို့ပြောတဲ့အခါမှာဥပမာကျွန်တော် Christian name တွေထည့်ချင်တယ်လားဒါမှမဟုတ်မျိုးနွယ်စုနာမည်တွေထည့်ချင်တယ်လားဒါမှမဟုတ်ကျွန်တော်တို့ရဲ့နာမည်ပေါ့နော်တခုခုနောက်မှာပြောင်းလဲဖို့အရန်ခက်သွားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီမှာနာမည်အပြည့်အစုံလို့ပြောတဲ့အခါမှာဒီလိုမျိုးတွေကြိုပြီးမှစဉ်းစားထားဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့မြန်မာပြည်မှာနောက်ခံအကြောင်းအရာတွေလည်းသူတို့ကမေးတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြန်မာပြည်တွင်မဲတဲ့နေရာ၌နေထိုင်ခဲ့တဲ့နည်းပေါ့နော်အစိကမျိုးခွန်းကြတော့မြန်မာပြည်မှာမွေးတဲ့နည်းပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီအမှုအပေါ်မှာမူတည်ပြီးမှကျွန်တော်တို့မြန်မာပြည်မှာနေထိုင်ခဲ့တဲ့နေရာတွေလည်းကျွန်တော်တို့အနေနဲ့ပြောပြဖို့လိုအပ်တာဖြစ်ပါတယ်ဥပမာချင်းပြည်နယ်မှာမွေးပြီးမှဒီရန်ကုန်မှာနေထိုင်တာတို့မန္တလေးမှာနေထိုင်တာတို့ပေါ့နော်ဒီလိုမျိုးတွေအများကြီးရှိတာဖြစ်ပါတယ်ပြီးတော့မှ what was the occupation in Myanmar ပေါ့နော်ဒီမြန်မာပြည်မှာဘာအလုပ်လုပ်ခဲ့တာလဲပေါ့နော်ဥပမာတောင်ယာဆိုလဲတောင်ယာဥပမာဒီကားသမားဆိုလဲကားသမားပေါ့နော်ကျွန်တော်တို့အနေနဲ့တိတိကျကျပြောဖို့လိုအပ်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့အမှုအထဲမှာဒီဟာတွေကပေါ့နော်တစ်သက်လုံးပါသွားမှာဖြစ်ပါတယ်။ပြီးတော့မှ why did you leave Myanmar ပေါ့နော်ဒီမြန်မာပြည်ဘာဖြစ်လို့ထားခဲ့တာလဲဘာဖြစ်လို့မြန်မာပြည်ကနေထွက်လာရတာလဲဆိုတော့သူတို့အနေနဲ့အသိချင်းဆုံးအမြင့်အများဆုံးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ကနေ
ဘာကြောင့်ထွက်ခွာခဲ့သနည်းဆိုတဲ့မေးခွန်းကိုကျွန်တော်တို့အကျယ်တပြန့်ပေါ့နော်ထပ်ပြီးမှလေ့လာကြည့်ရအောင်ဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာအဘေကြောင့်ထွက်ခွာခဲ့သနည်းပေါ့နော်ဒီမေးခွန်းကအရင်အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ပေါ့နော်ကြုံတွေ့ခဲ့ရတာဒီနဲ့ပတ်သက်ပြီးမှပေါ့နော်တီချာပြောပြဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘာသာရေးရနိမ့်ပိုင်းနဲ့စမှုဒီဘာတွေရှိခဲ့တဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်နေဆိုရင်ဒီခရီးယာများဒါမှမဟုတ်ဒီမွတ်စလင်များပေါ့နော်အရင်တော့ကတည်းကပေါ့နော်ကျွန်တော်တို့ဒီနိမ့်ပိုင်းနဲ့စတာဒီကျွန်တော်တို့ပေါ့နော်ရှိခဲ့တာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကျောင်းတက်တုန်းကဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ပေါ့နော်ကိုယ်ပိုင်ဆန္ဒမပါဘဲနဲ့ကျွန်တော်တို့ဆရာမတွေကိုကတော့ရတာတို့ပေါ့နော်ပြီးတော့မှဆရာမတွေစီမံစီခိုးပြီးမှဒီသူတို့ရဲ့ပေါ့နော်ဒီဘာသာရေးအတိုင်းပေါ့နော်မဖြစ်မနေဆောင်ရွက်ခဲ့ရတာဒီပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဘာသာရေးအကြောင်းပေါ့နော်ကျောင်းတက်တုန်းကဒီကြုံခဲ့ရတာတွေလည်းပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်ဘာသာရေးခေါင်းဆောင်များလည်းပေါ့နော်ဒီလိုမျိုးအတန်းဆောင်ကြည့်ခံရတာတို့ဒါမှမဟုတ်ဒလအပြစ်ဆွဆွဲခံရတာတို့ပေါ့နော်ကျွန်တော်တို့ဒီဟာဒီပြောပြတတ်ဖို့လည်းလိုအပ်တာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ဒီဘာသာရေးကျောင်းဘာဒီနင်းပန်းနေစမှုတွေရှိအောင်ပါလေဆိုတော့ကျွန်တော်တို့ဖရားကျောင်းတွေမီးရှို့တာဒီပြီးတော့မှပေါ့နော်ဒီကျွန်တော်တို့ရဲ့ဖရားကျောင်းတွေကိုသူတို့ကပေါ့နော်ဒီညီရွယ်ချက်စီပေါ့နော်ဒီမီးရှို့ဖြစ်စီတာဒီပြီးတော့မှလီရနဲ့ပစ်တာတွေကအစပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီမှာပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်အရင်ဗီဒီယိုထဲကကျွန်တော်ပြောထားသလိုပဲပေါ့နော်ဒီကျွန်တော်တို့ဒီချင်းစာတွေဘာတွေလဲကျွန်တော်တို့ចောင်းကိုယူသွားလို့မရတာဒီပေါ့နော်ကျွန်တော်တို့အနေနဲ့ပြောပြဖို့လိုအပ်တာဖြစ်ပါတယ်။တိုင်းရင်းသားဖြစ်မှုအကြောင်းပေါ့နော်ဗာဒီနင်းပန်းနဲ့စမှုတွေကြုံခဲ့ရတာလေးပေါ့။ဒီဟာဆိုရင်တော့ကျွန်တော်တို့ပေါ့နော်တိုင်းရင်းသားဖြစ်လို့ကျွန်တော်တို့ကြုံခဲ့ရတာဒီအများရှိတာဖြစ်ပါတယ်။ဥပမာကျွန်တော်တိုင်းရင်းသားကြီးရွာဒီအရင်ကဆိုရင်လာပြီးမှဒီပေါ်တာဆွဲတာပေါ့နော်ဒီအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတို့အတင်းအဓမ္မပစ္စည်းတေခိုင်းတာတို့အတင်းအဓမ္မလမ်းဖောက်ခိုင်းတာတို့ပေါ့နော်ဒီဟာကြီးကျွန်တော်တို့အများအားကြုံနေရတာဖြစ်တယ်နော်ဆိုတော့ဒီဟာဒီအရင်ကကြုံခဲ့ရတာတွေလည်းကောအခုလက်ရှိပေါ့နော်ကြုံခဲ့ရတာတွေလည်းကောကျွန်တော်အနေနဲ့ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တိုင်းရင်းသားတွေဆိုရင်အခုလက်ရှိပေါ့နော်ဒီကျွန်တော်တို့ဒီမပုံတင်ကာလာချဒီပါတွေကြည်ပြီးမှပေါ့နော်သူတို့အနေနဲ့ဒီခရီးသွားလို့မရဘူးနိုင်ငံခြားသွားလို့မရဘူးပိတ်ပင်တာတွေသူတို့ကပေါ့နော်ဒီချက်စစ်လုပ်ခဲ့တာတွေလည်းရှိခဲ့တာဖြစ်တယ်နော်ဆိုတော့ဒီလိုမျိုးတွေပေါ့နော်သူတို့အနေနဲ့ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်တိုင်းရင်းသားဖြစ်လို့ကျွန်တော်တို့ရသိမ်းရထိုက်တဲ့အခွင့်အရေးမရတာတွေကျွန်တော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့political opinion ပေါ့နော်နိုင်ငံကြီးအယူအဆအကြောင်းလည်းကျွန်တော်တို့ထွက်ခွာလာတဲ့လူတွေရှိတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒီဒီနိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ပတ်သက်ခဲ့တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီပြည်သူလူထုဆန္ဒပေါ်ထုတ်တဲ့အချိန်မှာပါဝင်ပတ်သက်ခဲ့တဲ့အတွက်ကျွန်တော်မကိုဒီစစ်တပ်တွေကပေါ့နော်လိုက်ရှာနေတယ်လာဖမ်းဖို့လုပ်နေတယ်ဆိုတာဒီပေါ့နော်ကျွန်တော်တို့ဒီဟာလေးကြောင့်ကျွန်တော်ထွက်ခေါ်ခဲ့ရတာဖြစ်ပါတယ်ပြီးတော့မှ force conscription ပေါ့နော်အတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့နာမည်ထွက်လာတာဒီပြီးတော့မှပေါ့နော်ကျွန်တော် CDM ဝင်ထားလို့ပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့နေမီဒီတာဒီမှာပေါ့နော်ဒီတအိမ်စင်းပေါ့နော်လာစစ်ပြီးမှစစ်မှုထမ်းဖို့နာမည်စရင်ကောက်တာထဲမှာကျွန်တော်နာမည်ပါလာတာတို့ပေါ့နော်ဒီလိုမျိုးတွေကြောင့်ကျွန်တော်ထွက်ခေါ်လာခဲ့ရပါတယ်ဆိုတာဒီပေါ့နော်ကျွန်တော်အနေနဲ့ဒီချာပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ဥပမာကျွန်တော်တို့ပေါ့နော်ဒီအာဘာကြောင့်ထွက်ခေါ်ခဲ့ရတာလဲလို့မေးတဲ့အချိန်မှာပေါ့နော်တခုတတိထားရမှာကကျွန်တော်တို့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေအထိဒါမှမဟုတ်ကျွန်တော်တို့ကိုမဟုတ်မမှန်ဆွဆွဲခံရတာတို့ပြီးတော့မှကျွန်တော်တို့ကိုယ်တိုင်ဒီပြည်သူလူထုဆန္ဒပြပွဲတွေမှာပါဝင်ရတာတို့ဒါမှမဟုတ်ကျွန်တော်တို့ကပေါ့နော်ဒီစစ်တပ်အာဏာသိမ်းတာကိုပုံကန်တဲ့ပေါ့နော်အဖွဲ့အစည်းပါဆိုတာဒီပေါ့နော်ဆွဆွဲခံရတာတွေကအစပေါ့နော်ဒါမှမဟုတ်ကိုယ်တိုင်အဲ့ဒီအဖွဲ့အစည်းတွေမှာပါဝင်ခဲ့တဲ့၎င်းပေါ့နော်ကျွန်တော်တို့အနေနဲ့ပေါ့နော်ပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်တခုတတိထားရမှာကကျွန်တော်တို့ဒီလိုမျိုးပြောတဲ့အခါမှာပေါ့နော်စစ်တပ်ကိုပြင်တိုက်တာတို့စစ်သားတွေပြင်ထူးတာတို့ပေါ့နော်ပြီးတော့မှစစ်သားတွေလက်နက်ခဲယမ်းတွေနဲ့ဒီပြင်ထူတာတို့ပေါ့နော်ဒီလိုမျိုးတွေလုံးဝမပြောဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်နေပါကြောင့်ထုတ်ခေါ်ခဲ့ရတာလေလို့မေးတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့စစ်တပ်တွေရဲ့ပေါ့နော်အာဏာသိမ်းမှုအကြောင်းပြောယုံတဲ့နဲ့ပေါ့နော်မလုံလောက်ပါဘူးပြီးတော့မှတတိထားရမယ့်ဟာတွေလည်းရှိတာဖြစ်ပါတယ်ဆိုတော့ဒီမှာမလေးရှားတို့ခရီးပေါ့နော်မလေးရှားကိုမေတို့ခရီးနေခဲ့တယ်ပေါ့နော်ဘယ်လိုနဲ့ရောက်ခဲ့တာလဲပြီးတော့မှ
မလေးရှားကိုဘယ်သူမှရောက်တာလဲပေါ့နော်ဒါဒီသူတို့အနေနဲ့ပေါ့နော်မီလီမီတာရှိတာဖြစ်ပါတယ်ဒီထဲမှာမပါတာတခုကသူတို့ဘာဒီမီလီမီတာရှိတယ်ဆိုတော့ခမည်းမြန်မာပြည်ထားခဲ့တဲ့ရစ်ဆွေပြောပြလို့ရမလားဆိုတာဒီပေါ့နော်သူတို့အနေနဲ့ပြီးသက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ထားခဲ့တဲ့ရစ်ဆွေကကျွန်တော်တို့ဥပမာအောက်လမ်းကနေလာတယ်ဆိုရင်ပေါ့နော်ထိုင်းနိုင်ငံကိုဝင်တဲ့ရက်ထိုင်းနိုင်ငံကိုဝင်တဲ့အချိန်ကကျွန်တော်တို့မြန်မာပြည်ကိုထားခဲ့တဲ့အချိန်ဖြစ်ပါတယ်ပြီးတော့မှတခါတလေဒီတချို့အမှုကိုက်တဲ့ပေါ့နော်အာကတိကတမီတတာတွေလည်းရှိပါတယ်။ဘာဒီမီလီမီတာရှိလဲဆိုတော့မလေးရှားကလွဲရင်ခင်ဗျားအနေနဲ့ဘယ်နိုင်ငံမှာရောက်ခဲ့ဖူးတာလဲဆိုတာဒီပေါ့နော်သူတို့အနေနဲ့ကတိကတမေးတာရှိတတ်ပါတယ်။အဲ့ဒါဘယ်လိုဖြေရမလဲဆိုတော့ဥပမာကျွန်တော်တို့ကအောက်လမ်းနဲ့လာတယ်ဆိုရင်တော့ကျွန်တော်ထိုင်းမှာထိုင်းကိုဖြစ်ခဲ့ဖူးပါတယ်မလေးရှားကလွှဲရင်ပေါ့နော်ထိုင်းနိုင်ငံကိုဖြစ်ခဲ့ဖူးပါတယ်ရောက်ခဲ့ဖူးပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့အနေနဲ့ပြောဖို့လိုအပ်တာဖြစ်ပါတယ်တချို့တွေကအဲ့ဒါကိုပေါ့နော်တတိလွတ်ပြီးမှကျွန်တော်ဘယ်နိုင်ငံတွေရောက်ခဲ့ဖူးတာလဲဆိုလို့သမီးတဲ့မိခွန်းကိုသူတို့ကဘယ်နိုင်ငံတွေမှာနေထိုင်ဖူးတာလဲဆိုတာဒီနဲ့ပေါ့နော်ဒီလိုမျိုးရောင်ပြီးမှပေါ့နော်မလေးရှားပဲဖြစ်ပါတယ်လို့ပြောလိုက်တဲ့ခါမှာဒီအမှုကိုင်တဲ့ပေါ့နော်အရာရှိတွေကခင်ဗျားခုနပြောတော့ထိုင်းလည်းဖြစ်ရတယ်ဆိုခင်ဗျားလိန်တာလားပါလားပေါ့နော်ဒီလိုသူတို့အနေနဲ့မိခွန်းထုတ်တာတွေရှိတတ်ပါတယ်ဆိုတော့ကျွန်တော်တို့မလေးရှားကိုဘယ်လိုမျိုးခရီးနှင်ခဲ့တာလဲဆိုတာနည်းနည်းထပ်ပြီးမှလေ့လာကြည့်အောင်ပါဆိုတော့ကျွန်တော်ကဒီထဲမှာပေါ့နော်မြန်မာပြည်ကနေထွက်ခွာလာရတဲ့အကြောင်းရင်းတွေအရှိမပြောသွားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အနေနဲ့ဒီစိတ်မပြောတော့ဘူးတို့တော့လေဒီမြန်မာပြည်ကနေကျွန်တော်တို့ထွက်ခွာရတဲ့အကြောင်းရင်းတွေကပေါ့နော်ဒီမပုံတင်တွေအသိခံရလို့ပြည်ထုံစုစည်းရင်းတွေမြှစုခံထားရလို့ကျွန်တော်တို့ဒီစစ်သားတွေကကျွန်တော်တို့အင်ကိုလာပြီးမှအင်ကိုမွေနောက်သွားတယ်စာရွက်စာတမ်းအထောက်အထားမှမရှိတော့ဘူးပေါ့နော်ဒီဟာဒီကြောင့်မလို့ကျွန်တော်တို့ကမြန်မာပြည်ကနေထွက်လာခဲ့ရပါတယ်ကျွန်တော်ရဲ့အသက်အန္တရာယ်စိုးရင်ရတဲ့အခြေအနေကနေထွက်လာခဲ့ရတယ်ဆိုတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့အနေနဲ့အရှိမဖြည်ပြီးသွားပြီးအခုကျွန်တော်တို့ဒီမြန်မာပြည်ကနေထွက်လာရတဲ့အခါမှာကျွန်တော်တို့ထိုင်းနိုင်ငံကိုနေဆက်ဖြစ်ပြီးမှပေါ့နော်ကျွန်တော်တို့အနေနဲ့ထွက်လာခဲ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံထဲမှာကျွန်တော်တို့ရဲ့ပေါ့နော်ကြုံတွေ့ခဲ့တဲ့ပေါ့နော်အခက်အခဲတွေကိုဒီမှာပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဥပမာမင်္ဂလိဒီဆိုရင်သူတို့ဒီပို့ပြီးမှအခက်အခဲများလေးရှိဖြစ်ပါတယ်သူတို့အနေနဲ့ပေါ့နော်ဒီလမ်းမှာမတော်မတရားပေါ့နော်ဒီကြုံခဲ့ရတာတွေလည်းရှိကောင်းရှိနိုင်တာဖြစ်ပါတယ်ပြီးတော့မှအာရေချောင်းခရီးနဲ့ပေါ့နော်ဘယ်လိုမျိုးလာခဲ့ရတယ်လဲဥပမာဒီလီနဲ့လာခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီဘယ်နှစ်နာရီစီးတာလဲပေါ့နော်ပြီးတော့မှချီချင်နဲ့လာတယ်ဆိုချီချင်နဲ့ဒီလမ်းလျှောက်ရတဲ့အချိန်ဆိုရင်ဘယ်နှစ်နာရီလောက်ရှိမှလဲဆိုတာဒီကအစပေါ့နော်အသေးစိတ်တို့ကမီလီမီတာရှိတာဖြစ်ပါတယ်ပြီးတော့မှဒီဥပမာရင်များတွင်ပုံးဆိုပြီးသွားရချင်းပေါ့နော်ဒီမော်တော်ယာဉ်တစ်ခုပေါ်မှာကျွန်တော်တို့လူအစုလိုက်အပုံလိုက်ပေါ့နော်တက်ခိုင်းပြီးမှဒီတော့မတက်ပေါ့နော်ခံစားရတဲ့ပြီးနောက်ရောက်လာပါတယ်ဆိုတာဒီပေါ့နော်ကျွန်တော်တို့ရဲ့ပေါ်မှာလူဘယ်နှယောက်ထိုင်တာလဲကျွန်တော်ရဲ့ခြေထောက်ပေါ်မှာလူဘယ်နှယောက်ထိုင်တာလဲဆိုတာဒီကအစပေါ့နော်ကျွန်တော်တို့အနေနဲ့ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှအစားအသောက်နဲ့တောက်သုံးရေးမလုံလောက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတောထဲမှာထားခဲ့တဲ့တခါတလေတရက်တခါပဲထမင်းကျွေးတဲ့လူလည်းရှိတယ်တောက်သုံးရေးမရတဲ့လူလည်းရှိတယ်ပေါ့နော်ပြီးတော့မှတချို့ဆိုရင်ပွဲစားတွေထားခဲ့လို့ပေါ့နော်ဒီလိုမျိုးအခက်အခဲပေါင်းစုံစုံခဲ့ရတာလေးကျွန်တော်တို့ဒီမှာပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှဒီovercrowded vehicles or bots ပေါ့နော်ဒီလူအများပြပိတ်မိနေတဲ့ယာဉ်ဒါမှမဟုတ်လေများပေါ့ကျွန်တော်တို့ခရီးသွားလာရပါတယ်အသက်အန္တရာယ်အရင်စိုးရိမ်ရပါတယ်ဆိုတဲ့ဟာဒီပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်အာဏာပိုင်တွေဖမ်းဆီးတာတွေခံရတယ်ဆိုရင်လည်းပေါ့နော်ပြောပြဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှဒီမလုံခြုံတဲ့အခြေအနေတွေပေါ့ဥပမာညနေကြီးထဲမှာကျွန်တော်တို့လမ်းလျှောက်ရတယ်တခါတလေရှင်ဘွက်ပေါ့နော်ဒီကျွန်တော်တို့ဒီ6ထဲဒီပါဒီပေါ့နော်ကျွန်တော်ကြားခဲ့ပါတယ်ဆိုတဲ့ဟာဒီပေါ့နော်ဒီလိုမျိုးဒီမလုံခြုံတဲ့အကြောင်းတွေလည်းပေါ့နော်ပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှကိုကြီးကိုတာဒီဥပမာကျွန်တော်တို့ကိုကြီးကိုတာအချက်လက်စာရွက်စာတမ်းတွေပေါ့နော်ဒီထိုင်းနိုင်ငံထဲမှာပျောက်သွားတာတို့ပြီးတော့မှ agent ကယူသွားတာတို့ပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့အနေနဲ့ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှဒီခရီးစဉ်အတွင်းဝေကြီးထပ်မံတောင်းခံရတာတွေပေါ့နော်အဲဒီထမင်းစားဖို့တို့ထပ်မံတောင်းခံရတာတွေလည်းရှိတာဖြစ်ပါတယ်ဒီလိုမျိုးတွေပြီးတော့မှချင်းချောက်တာတွေပေါ့နော်ဖိအားပေးတာတွေလမ်းမှာကျွန်တော်တို့ဒီပွဲစားတွေရဲ့ပေါ့နော်ချင်းချောက်ခံရတာတွေဖိအားပေးတာတွေလည်းအများတန်းကြုံရတာဖြစ်ပါတယ်ဒါတွေကိုပြောပြဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှခရီးစဉ်ကြားစခန်းများတွင်ထိန်းသိမ်းခံရခြင်းပေါ့နော်ဒီထိုင်းမှာအဖမ်းခံရတယ်ဆိုရင်လည်းအဖမ်းခံရဒီလိုဖမ်းခံရလဲပေါ့နော်ပမာမြန်မာပြည်မှာလည်းအဖမ်းခံရတယ်ဆိုရင်လည်းဒီလက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းနေဆိုရင်လည်းပေါ့နော်ဒီလိုမျိုးဖမ်းဆီးတွေလည်းကျွန်တော်အနေနဲ့ပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှခ
ခရီးသွားဖော်များနဲ့ကွဲကွယ်တာတို့ဘာတို့ပေါ့နော်ဒီလိုမျိုးတွေလည်းကြုံရတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့လာပြီးတော့မှဒီရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖိအားတွေပေါ့နော်ဘာတွေကြုံခဲ့ရတာလဲပုံမှရုပ်ပိုင်းဆိုင်ရာဆိုရင်တချို့တွေဆိုရင်ပေါ့နော်လမ်းမလျှောက်နိုင်တဲ့လူတွေကိုထားခဲ့တာတို့ပြီးတော့မှကျွန်တော်ခြေထောက်အရမ်းနာနေတဲ့ချိန်မှာပွဲစကားလာငေါက်တာတို့လာအောင်တာတို့ပြီးတော့မှဒီဥပမာကိုထိလက်ရောက်စော်ကားတာတွေရှိခဲ့တယ်ဆိုရင်လည်းပေါ့နော်ဒီမှာပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာမှာကျတော့ဒီအပေါ်ပြောသလိုပဲချိန်ချောက်တာတို့ဖိအားပေးတာတို့ပေါ့နော်ပြီးတော့မှဒီခင်ဗျားဒီလိုမလုပ်ပြီးရင်ခင်ဗျားဒီလိုခံရမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ကျွန်တော်တို့အနေနဲ့ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့မလေးရှားကိုခရီးဘယ်လိုနေခဲ့တယ်လဲဆိုတဲ့အပေါ်မှာမိခွန်းအပေါ်မှာပေါ့နော်ကျွန်တော်တို့အခက်အခဲမျိုးစုံကိုကျွန်တော်တို့ဒီမှာလည်းပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအဲမလေးရှားရောက်ဖို့အတွက်ပေါ့နော်မြန်မာပြည်ကနေကျွန်တော်တို့ရဲ့အသက်အန္တရာယ်ချင်းချောက်ခံရတဲ့အခြေအနေကနေမလေးရှားရောက်ဖို့အတွက်လဲပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးကျူးစားစွန့်စားပြီးမှပေါ့နော်လာတဲ့အကြောင်းရင်းကိုကျွန်တော်တို့ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ဒီမီခွန်းဒီလဲပေါ့နော်အရန်အရေးကြီးတာဖြစ်ပါတယ်လက်ရှိအခြေအနေပေါ့နော်လက်ရှိတွင်မလေးရှားနိုင်မဲ့တဲ့နေရာတွင်နေထိုင်တဲ့နည်းပေါ့နော်မဲ့တဲ့ဘလူငွေကြီးစာဖွေတာလေးပေါ့နော်ပြီးတော့မှဒီမလေးရှားမှာတင်ပါအခက်အခဲတွေကြုံရတာလဲပေါ့နော်ဆိုတော့အာကျွန်တော်တို့တချို့တွေကပေါ့နော်မလေးရှားရောက်တဲ့အခါမှာကျွန်တော်တို့ရဲ့အခက်အခဲတွေလဲပေါ့နော်တခါတလေလူအခွင့်အရေးကြောင်းတွေဘာမှလည်းမသိတော့ပေါ့နော်ပြီးတော့မှကိုကြုံတွေ့ခဲ့ရတဲ့အခြေအနေလေးမတူတော့လေဒီမှာကျွန်တော်တို့ကတီးတီးချာချာမပြောတတ်တာများတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မလေးရှားတွင်တင်နေတဲ့အခက်အခဲများကြုံတွေ့ရတဲ့နည်းဆိုတာနည်းနည်းထပ်ပြီးမှပေါ့နော်လေ့လာကြည့်ရအောင်ဆိုတော့ဒီမလေးရှားမှာကျွန်တော်တို့အခက်အခဲပေါင်းစုံကြုံခဲ့ရတာဖြစ်တယ်နော်ပထမဆုံးအနေနဲ့ကန့်သက်ထားတဲ့ဥပဒေအခွင့်အရေးနဲ့အကာအကွယ်များပေါ့နော်ကျွန်တော်တို့ဒီ UN ကပ်ပဲကင်ထားပေါ့နော် UN ကပ်မရသေးတဲ့အခြေအနေမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီမလေးရှားနိုင်ငံရဲ့ပေါ့နော်ဥပဒေအရကျွန်တော်တို့ကဒီတရားမဝင်ဝင်လာတဲ့လူတွေလို့ပဲပေါ့နော်သူတို့ကသတ်မှတ်ထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအာအလုပ်လဲပေါ့နော်ကျွန်တော်တို့ကဒီတရားဝင်လုပ်ခွင့်မရှိဘူးပြီးတော့မှဒီဘာမှပေါ့နော်အကာအကွယ်မရှိဘူးကျွန်တော်တို့ဒီရဲစခန်းတွေရောက်သွားရင်လည်းဘာသာစကားအခက်အခဲတွေကအစပေါ့နော်ပြီးတော့မှဥပဒေရေးရာအရဆိုရင်ကျွန်တော်တို့ဒီဒုက္ခတွေတရားဝင်အနေနဲ့ပေါ့နော်ဒီဘာမှအခွင့်အရေးမရတဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီမှာပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ဥပမာကျွန်တော်တို့ဒီတရားရုံးတက်တယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ဒီအဖမ်းခံရလို့ဒီထောင်ချခဲ့တယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ဒီမိသားစုဝင်တွေကလာတွေ့မယ်ဆိုရင် UN ကတ်ရှိမှဒါမှမဟုတ် passport တွေရှိမှဆိုတဲ့အခြေအနေမျိုးတွေပေါ့နော်ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကိုဒီမှာပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှဖမ်းဆီးခံရခြင်းနဲ့ထိန်းသိမ်းခံရခြင်းအန္တရာယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအဖမ်းအဆီးကြောက်ခဲ့ရတာဒီပြီးတော့မှရဲတွေ့ရင်လိုက်ရတာဒီပြီးတော့မှပေါ့နော်ဒီဘယ်လိုပြောမလဲလုတ်ပေါ်ကိုက်ဖက်တွေကဥပမာကျွန်တော်တို့အမေရိကန်ရှိတာဖြစ်တယ်နော်ဖိလစ်ပိုင်တွေဆိုရင်သူတို့မြန်မာတွေသူတို့ကဘာမှမရှိမှန်းသိတဲ့ချိန်ကျတော့ခင်ဗျားဒီလိုလုပ်ရင်ကျွန်တော်ရဲခေါ်လိုက်မယ်နော်ဘာညာပေါ့နော်သူတို့အနေနဲ့ချင်းချောက်တာတွေရှိတတ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးတွေလဲပေါ့နော်ကိုယ့်ရဲ့လုတ်ပေါ်ကိုက်ဖက်ကတော့၎င်းတတိယတော့၎င်းကိုအလုပ်ရှာပေးတဲ့ဘွေးစားတော့၎င်းပေါ့နော်အဖမ်းအဆီးနဲ့ပေါ့နော်ဒီလိုမျိုးချင်းချောက်တာတွေလည်းရှိတတ်တာဖြစ်ပါတယ်ဒါတွေလည်းကျွန်တော်တို့အကုန်လုံးပြောပြဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှ limited opportunity ပေါ့နော်ကျွန်တော်တို့ဒီ UN ကပ်ရှိတယ်ဆိုရင်တော့တချို့တတိတွေကတော့အလုပ်ခန့်တာပုံမြင်တာပေါ့နော်တို့တော့လည်း UN ကပ်ဘာအထောက်အထားမှမရှိတော့ပေါ့နော်အလုပ်အရှာရခဲ့တဲ့အကြောင်းတွေပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီဘာမှမရှိလို့အလုပ်ရှင်ကအခွင့်ကောင်းယူတာတွေပေါ့နော်ဥပမာကျွန်တော်တို့တနည်းကို12နာရီလောက်အလုပ်လုပ်ခဲ့ရတာဒီပြီးတော့မှပေါ့နော်လက်သူများနိုင်ငံခြားသားတွေထက်ပေါ့နော်လက်စာနေပြီးမှပေါ့နော်အလုပ်လုပ်ခဲ့ရတာဒီပေါ့နော်ဒီလိုမျိုးတတိတွေရဲ့ပေါ့နော်အခွင့်ကောင်းယူတာတွေလည်းကျွန်တော်တို့အနေနဲ့ဒီမှာပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှလက်စာနေပါချင်းမတည်ငြိမ်တော့ဝင်ငွေပေါ့နော်ဥပမာကျွန်တော်တို့ဒီလက်စာမလုံလောက်တဲ့ခြားကပေါ့နော်ဒီတစ်ခါတလေကျွန်တော်တို့ဒီOT ဆင်းတာဒါပေမဲ့တတိယ OT ခါလည်းမပြီးဘူးပေါ့နော်ဒီလိုမျိုးကြုံခဲ့ရတာတွေလည်းကျွန်တော်တို့ပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှဒီUN ကပ်မရခင်ကျွန်တော်တို့စီဝကူတမှုကအရင်အရေးကြီးတာဖြစ်ပါတယ်ဒီ UN ကပ်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ P2 ဆေးရုံဒီကိုလံပူ P2 ဆေးရုံမှာကျွန်တော်တို့ကပေါ့နော်90%သူတို့ကနေလည်းစော်ရေးပြီးထားတော့လေပေါ့နော် UN ကပ်မရှိတဲ့လူတယောက်တော့ပေါ့နော်စီဝကူတမှုစရိတ်ကအရင်အရေးကြီးတဲ့အကြောင်းဒီပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှအစိုးရကျန်းမာရေးဝန်ဆောင်မှုများရရှိဖို့ကပေါ့နော်ကျွန်တော်တို့အနေနဲ့ရန်ခက်ခဲတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ
ဖျားနာတဲ့အချိန်မှာပေါ့နော် ကျနော်တို့ဆေးခန်းသွင်းရင်အနည်းဆုံး100 ကျော်အမြဲတမ်းကုန်တာဖြစ်ပါတယ်။အစိုးရကျန်းမာရေးဝန်ဆောင်မှုများမှာသွားခွင့်ရတယ်ဆိုရင်တော့ပေါ့နော် 3-4၀ လောက်နဲ့ပေါ့နော်ပြီးသွားတာဖြစ်ပါတယ်။ဒါတွေလည်းပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ပြီးတော့မှကလေးတွေရဲ့ပညာရေးအရပေါ့နော် ဒီမှာမလေးရှားမှာကျနော်တို့ဒီတရားဝင်ကျောင်းတက်လို့မရဘူး။ကျနော်တို့ကိုယ်ထူကိုယ်ထဒါမှမဟုတ်ပေါ့နော် တချို့ဘုရားကျောင်းတွေတချို့ဒီအာ NGO တွေရဲ့ပေါ့နော်ကျောင်းတွေလိုက်တက်ရတယ်ပေါ့နော်သူတို့ဒီမလေးရှားနိုင်ငံရဲ့ပေါ့နော်တရားဝင်ကျောင်းတွေမှာကျနော်တို့ဒီပညာသင်ယူခွင့်မရတာတွေပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ပြီးတော့မှအိမ်ရှာဖို့လည်းပေါ့နော်အရမ်းခက်ခဲတာဖြစ်ပါတယ်။ဒုက္ခသည်တယောက်ဖြစ်လို့စာအုပ်မရှိလို့ပေါ့နော်ကျနော်တို့နေထိုင်ဖို့နေရာလည်းပေါ့နော်အရမ်းရှာရခက်တာဖြစ်ပါတယ်။အဲ့ဒါတွေလည်းကျနော်တို့အနေနဲ့ပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ပြီးတော့မှကျနော်တို့နေတဲ့အိမ်မှာလည်းပေါ့နော်လူအများနဲ့ကြက်နစ်စွာနေထိုင်ရတာတွေပေါ့နော်ဒါမှမဟုတ်သူဌေးပေးတဲ့အိမ်မှာလည်းပေါ့နော်လူအများကြီးနေထိုင်ခဲ့ရတာဒီဟာတွေလည်းပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့ဒီမြန်မာပြည်ကနေမလေးရှားထွက်လာတော့လေဒီသူတို့ဒီကျနော်တို့ကိုအင်တာဗျူးလုပ်တဲ့ဒီအရာထူးတွေဆိုရင်သူတို့သိထားတာဥပမာ3 bedroom ဆိုရင်လူက6ယောက်လောက်ပဲနေလို့ရတာလေဆိုတော့ကျနော်တို့ကျတော့ဒီ10ယောက်15ယောက်လောက်နေခဲ့တယ်ဆိုတော့ဒီလိုမျိုးကြက်တီးစွာနေရတဲ့အကြောင်းရင်းတွေလည်းပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ပြီးတော့မှနေစရာငှားရမ်းတဲ့အခါမှာလည်းပေါ့နော်ခွဲခြားဆက်ဆံရတာတွေလည်းအမြဲတမ်းရှိတာဖြစ်ပါတယ်။ဆိုတော့ကျနော်တို့ဒီ UN ကတ်ရှိရင်သော်လည်းကောင်းပေါ့နော်သူတို့ကတချို့အိမ်ရှင်တွေကလက်မခံဘဲနဲ့ပေါ့နော်ကြားကနေပွဲစားကျနော်တို့ပိုက်ဆံပေးပြီးမှငှားရတာတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ပြီးတော့မှဒီတပ်ခံများနဲ့ခွဲခြားဆက်ဆံမှုပေါ့နော်ကျနော်တို့ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီနိုင်ငံသားတွေနဲ့အမြဲတမ်းခွဲခြားဆက်ဆံရတာတွေကြုံခဲ့ရတာတွေပေါ့နော်ကျနော်တို့မျက်ရည်ကျခဲ့ရတာတွေကိုဒီမှာအကုန်လုံးပြောပြဖို့လိုအပ်တာဖြစ်ပါတယ်။ပြီးတော့မှဒီစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေပေါ့နော်ဥပမာမြန်မာပြည်ကနေကျနော်တို့သေနတ်သံတွေအမြဲတမ်းကြားရတော့လေမလေးရှားရောက်တဲ့အခါမှာသူတို့အနေနဲ့မီးပန်းတွေဖောက်ရတယ်ဆိုရင်လည်းကျနော်တို့ရဲ့ပေါ့နော်အကြောက်တရားတွေဝင်လာတာတွေပေါ့နော်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေဆိုရင်ဥပမာမိန်းကလေးတွေဆိုရင်ပေါ့နော်ဒီလိုမျိုးဒီလုပ်ဖော်ကိုင်ဖက်တွေကြောင့်သော်လည်းကောင်းပြီးတော့မှဒီအလုပ်ငန်းရှင်ကသော်လည်းကောင်းပေါ့နော်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာမှာဖိအားပေးတာတွေစော်ကားတာတွေပေါ့နော်ရှိခဲ့တယ်ဆိုရင်ဒီမှာအကုန်လုံးပြောပြဖို့လိုအပ်တာဖြစ်ပါတယ်။လုပ်ဖော်ကိုင်ဖက်များရဲ့ခြိမ်းခြောက်မှုပေါ့နော်ကျနော်တို့အာဒီဘာမှအထောက်အထားလည်းမရှိတဲ့အခါကျတော့ကျနော်တို့လုပ်ဖော်ကိုင်ဖက်တွေရဲ့ပေါ့နော်ခြိမ်းခြောက်မှုကလည်းအမြဲတမ်းကြုံတွေ့နေရတာဖြစ်ပါတယ်။ဥပမာခင်ဗျားဒီဟာမလုပ်ရင်ကျမဒီသူဌေးကိုသွားတိုင်လိုက်မယ်။ဒါဆိုရင်ခင်ဗျားအလုပ်ပြုတ်မယ်ဒါမှမဟုတ်ရဲခေါ်လိုက်မယ်ကအစပေါ့နော်သူတို့အနေနဲ့ဒီလိုမျိုးခြိမ်းခြောက်မှုတွေလုပ်တာဖြစ်ပါတယ်။ဒီဟာလေးတွေပေါ့နော်ကျနော်တို့ဒီမလေးရှားမှာကိုယ့်ရဲ့အခက်အခဲတွေပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ဒီထဲမှာမပါတာတစ်ခုကဘာလဲဆိုတော့ကျနော်တို့ဘာသာရေးလည်းပေါ့နော်ဥပမာဘုရားကျောင်းသွားဖို့ဆိုရင်လည်းကျနော်တို့ဒီဘုရားကျောင်းတက်ဖို့ဆိုရင်လည်းဒီရဲကြောက်ရတာတို့ပေါ့နော်ကိုယ့်ရဲ့ပေါ့နော်ဘာသာရေးတွေလည်းပေါ့နော်ဒီမှာလွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်မရတာတွေပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ဆိုတော့အနာဂတ်အစီအစဉ်များပေါ့နော်ဒါကအရမ်းအရေးကြီးတာဖြစ်ပါတယ်။ဆိုတော့အခြေအနေကောင်းမွန်လာပါကမြန်မာပြည်သို့ပြင်ရန်အစီအစဉ်ရှိပါသလားပေါ့နော်။ဒါကြတော့ပုံမှန်အားဖြင့်ပေါ့နော်ကျွန်တော်အနေနဲ့ပြောလို့မရပါဘူးမြန်မာပြည်ပြင်ကောင်းလာရင်တော့ကျွန်တော်အနေနဲ့ပြင်ချင်တယ်သို့သော်လည်းအခုလက်ရှိအခြေအနေအရပေါ့နော်ပြင်လို့မရတဲ့အကြောင်းတွေကျနော်တို့အနေနဲ့ပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။အကယ်၍ပေါ့နော်အကယ်၍လက်ရှိအချိန်တွင်မြန်မာပြည်သို့ပြင်ရမယ်တဲ့အရာများကတားဆီးနေပါသည်ပေါ့နော်ဆိုတော့ဒီဟာကအရမ်းအရေးကြီးတာဖြစ်ပါတယ်မြန်မာပြည်ပြင်ရင်ခင်ဗျားဘာဖြစ်သွားမှာလဲဆိုတာသူတို့ကပေါ့နော်သိချင်တာဖြစ်ပါတယ်ကျနော်တို့ရဲ့အမှုကခိုင်လုံမှုရှိမရှိပေါ့နော်ဒီမေးခွန်းကအများကြီးနော်သက်ဆိုင်တာဖြစ်ပါတယ်။ဆိုတော့မြန်မာပြည်သို့အဘယ်ကြောင့်ပြင်၍မရသနည်းပေါ့နော်ဆိုတော့ကျနော်တို့ပထမဆုံးအနေနဲ့အရှိမကျနော်တို့မြန်မာပြည်မှာဘာကြောင့်ထွက်လာခဲ့ရသနည်းဆိုတဲ့ကျနော်တို့မေးခွန်းကိုဖြေကြားခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ကျနော်တို့ဖြေတဲ့အထဲမှာဒီမှတ်ပုံတင်တွေအသိမ်းခံရတာတို့အိမ်ထောင်စုစာရင်းအသိမ်းခံရတာတို့ပြီးတော့မှဒီကိုယ်တိုင်ကပေါ့နော်ဒီနိုင်ငံရေးပဋိပက္ခမှာပါဝင်တာတို့ဒါမှမဟုတ်စွပ်စွဲခံရတာတို့ဒါမှမဟုတ်စစ်တပ်ထဲမှာဝင်ဖို့နာမည်ထွက်လာတာတို့ဒါမှမဟုတ်လူတစ်ယောက်နဲ့မှားပြီးမှပေါ့နော်ဒီအဖမ်းအဆီးတွေလာလုပ်တာတို့ပေါ့နော်မျိုးပေါ့နော်ကျနော်တို့ကြုံခဲ့ရတာတွေရှိမှပြောသွားပြီဖြစ်တယ်ဆိုတော့ဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ပဋိပက္ခတွေကြောင့်ပေါ့နော်ကျနော်တို့မြန်မာပြည်ပြင်လို့မရတဲ့အကြောင်းကိုကျနော်တို့အနေနဲ့ပေါ့နော်ဖြေတတ်ဖို့လိုအပ်တာဖြစ်ပါတယ်အရမ်းအရေးကြီးတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေသူတို့ကဘာဖြစ်လို့မြန်မာပြည်မပြင်တာလဲဥပမာ NUG တို့ PDF တို့ပေါ့နော်ထိန်းချုပ်ထားတဲ့နယ်မြေတွေရှိတယ်လေအဲ့ဒီမှာဘာဖြစ်လို့မပြင်တာလဲဆိုတဲ့ဟာတွေပေါ့နော်သူတို့အနေနဲ့ပေါ့နော်တခါတလေနှိပ်စက်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုအကယ်၍ပေါ့နော်ဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ကိုင်
ပဋိပက္ခကြောင့်ကျွန်တော်တို့ပြန်လို့မရတဲ့အကြောင်းရင်းတွေဘယ်လိုဖြေရမလဲဆိုတော့ဥပမာ PDF တွေထိန်းချုပ်ထားတဲ့နေရာတွေကျွန်မရောက်သွားရင်လည်းပေါ့နော်အဲ့ဒီနေရာတွေမှာhuman basic right ပေါ့နော်လူသားတစ်ယောက်ရဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေဘာမှမရှိသေးတဲ့အကြောင်းကိုကျွန်တော်တို့ပြောလို့ရတာဖြစ်ပါတယ်။ဥပမာပညာရေးအရာဘာမှဝန်ဆောင်မှုမရှိဘူး။ကျန်းမာရေးအရာဘာမှဝန်ဆောင်မှုမရှိဘူး။ပြီးတော့မှဥပဒေအရပေါ့နော်တရားဥပဒေစိုးမိုးရေးအရအဲ့ဒီNGO တွေ PDF တွေထိန်းချုပ်တဲ့နေရာမှာလည်းဘာမှတရားဥပဒေစိုးမိုးမှုမရှိသေးဘူး။အဲ့ဒါကြောင့်မလို့ကုအတွက်မလုံလောက်ကုအတွက်ပေါ့နော်ဘာမှအကာအကွယ်မပေးတဲ့အကြောင်းကိုပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ညှဉ်းပန်းနှိပ်စက်မှုပေါ့နော်ကျွန်တော်တို့ထွက်လာခဲ့ရတဲ့အကြောင်းရင်းတွေထဲမှာညှဉ်းပန်းနှိပ်စက်မှုတွေလည်းပါမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ညှဉ်းပန်းနှိပ်စက်မှုတွေကြုံခဲ့ရပြီးပြီပေါ့နော်။ပြီးတော့မှကျွန်တော်မှာအထောက်အထားလည်းဘာမှမရှိတော့ဘူး။အဲ့ဒါကြောင့်မလို့အချိန်မရွေးညှဉ်းပန်းနှိပ်စက်မှုတွေကပေါ့နော်နေ့စဉ်ရက်ဆက်ပေါ့နော်လက်တွေ့အခုချိန်လည်းဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးမကြုံချင်လို့မပြင်ပြင်၍မရကြောင်းပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ပြီးတော့မှစစ်အာဏာရှင်၏လူ့အခွင့်အရေးချိုးဖောက်မှုများကိုကြောက်ရွံ့ခြင်းပေါ့နော်ကျွန်တော်တို့စစ်အာဏာရှင်တွေကနေ့စဉ်ရက်ဆက်ပေါ့နော်သူတို့အနေနဲ့လူ့အခွင့်အရေးတွေအမြဲတမ်းချိုးဖောက်နေတာဖြစ်ပါတယ်။ဘာသာရေးအရတော်လည်းကောင်းပုဂ္ဂိုလ်ရေးအရတော်လည်းကောင်းပေါ့နော်သူတို့အနေနဲ့သူတို့ရဲ့ပေါ့နော်လူအခွင့်အရေးချိုးဖောက်မှုကြောင့်ပေါ့နော်ကျွန်တော်တို့ကြောက်ပြီးမှမပြင်လို့မရသေးတဲ့အကြောင်းပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ဥပမာကျွန်တော်တို့တစ်ခုပြောလို့ရတာကဘာလဲဆိုတော့ဥပမာကျောင်းတက်နေတဲ့ကလေးတွေတောင်မှပေါ့နော်အခုသူတို့ကစစ်တပ်ထဲဝင်ဖို့ပြီးတော့မှဥပမာသူတို့အနေနဲ့ပေါ့နော်စစ်တပ်ဝတ်စုံပေါ့နော်စစ်ဝတ်စုံမဝတ်ဘဲနဲ့အရပ်သားဝတ်စုံနဲ့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေကြားမှာစစ်မှုထမ်းဖို့ပေါ့နော်အတင်းအဓမ္မလိုစုဆောင်းတာတို့ပေါ့နော်ကိုယ့်ရဲ့ပေါ့နော်ခွင့်ပြုချက်မပါဘဲနဲ့အတင်းအဓမ္မလုပ်ဆောင်တာတွေကိုဒီမှာကြောက်ရတဲ့အကြောင်းပေါ့နော်အဲ့ဒါကြောင့်မလို့မပြင်ရဲတဲ့အကြောင်းတွေပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှဥပဒေစိုးမိုးမှုပျက်ကွက်တာတွေလည်းကျွန်တော်တို့အနေနဲ့ဒီမှာထောက်လို့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဥပဒေတွေကိုဘာမှလိုက်နာမှုမရှိတော့ဘူးစစ်တပ်ကလည်းသူတို့ပေါ့နော်ဥပမာလေယာဉ်နဲ့လိုက်ပစ်တာတွေပြီးတော့မှဘာသာရေးအဆောက်အအုံတွေဖြစ်စည်းတာတွေပြီးတော့မှပေါ့နော်ဒလန်ရဲ့သတင်းပေးမှုကြောင့်ပေါ့နော်ကိုတိုင်ကလက်နက်ပဋိပက္ခထဲမှာမပါဝင်သော်၎င်းဒလန်တွေကြောင့်ပေါ့နော်အလွယ်တကူကိုယ့်ရဲ့ပေါ့နော်အသက်ဆုံးရနိုင်တာတွေကျွန်တော်တို့အနေနဲ့ပေါ့နော်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှဥပဒေနဲ့စနစ်များပစ္စည်းပေးလုံခြုံရေးအာမခံချက်မရှိခြင်းပေါ့နော်ကျွန်တော်ကဥပမာစစ်တပ်တွေလည်းကြောက်ရတယ်တချို့နယ်တွေဆိုရင် PDF တွေလည်းကြောက်ရတယ်တချို့နယ်တွေဆိုရင်လက်နက်ကိုင်အဖွဲ့အစည်းအများများတော့လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ဟာတွေဘာမှအာမခံချက်မရှိတဲ့အကြောင်းရင်းတွေပေါ့နော်ပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှနိုင်ငံရေးမတည်မငြိမ်မှုပေါ့နော်ဒါကြတော့ကျွန်တော်တို့အခုလက်ရှိမှာနိုင်ငံရေးဘာမှတည်ငြိမ်မှုမရှိဘူးကျွန်တော်တို့နိုင်ငံရေးမတည်ငြိမ်မှုအကြောင်းပေါ့နော်ဥပမာကျွန်တော်တို့ကိုနိုင်ငံရေးသမားပါဒါမှမဟုတ်ခင်ဗျားကပိုက်ဆံဘယ်လောက်ပြီးနိုင်မှခင်ဗျားကိုပြင်လွှတ်မယ်ဆိုတဲ့ဟာတွေပေါ့နော်ပြီးတော့မှနိုင်ငံရေးအကြောင်းပေါ့နော်ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကိုကျွန်တော်တို့အနေနဲ့ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်နိုင်ငံရေးပါတီတွေလည်းပေါ့နော်နိုင်ငံရေးပါတီခေါင်းဆောင်တွေလည်းမြန်မာပြည်မှာမနေရဲတော့ဘဲနဲ့ပေါ့နော်အခြားနိုင်ငံတွေမှာလည်းသူတို့အနေနဲ့ခိုလှုံခွင့်တောင်းခံထားတဲ့အကြောင်းတွေပြီးတော့မှနိုင်ငံရေးပါတီတွေအဖမ်းခံရတဲ့အကြောင်းတွေပေါ့နော်ပြောတတ်ဖို့လည်းလိုအပ်တာဖြစ်ပါတယ်။ပြီးတော့မှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းပေါ့နော်သူတို့ဥပမာကျွန်တော်တို့ကမြန်မာပြည်မှာနေထွက်လာရတဲ့အကြောင်းရင်းကဘာဖြစ်လို့တောထဲတောင်ထဲမှာမပုန်းတာလဲပုန်းတဲ့လူလည်းရှိတာပဲအဲ့လိုမျိုးတစ်ခါတလေပေါ့နော်ကတိကတ်ပြန်မိတာတွေရှိတတ်တာဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေမှာကျွန်တော်တို့ဘယ်လိုပြောလို့ရလဲဆိုတော့တောထဲမှာခဏတစ်ပြုတ်ခိုလှုံခဲ့တော့၎င်းပေါ့နော်မလုံခြုံတဲ့အကြောင်းဒီဥပမာအခုကျွန်တော်လက်ရှိကြုံတွေ့နေရတဲ့ဟာဒီဆိုရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကိုသူတို့ကနယ်မြေဖြစ်တမ်းခွင့်မပေးတာတို့ပေါ့နော်လမ်းပိတ်ထားတာတို့ပေါ့နော်အကူအညီလိုအပ်တဲ့လူတွေစီမှာနိုင်ငံတကာအကူအညီလိုအပ်တဲ့နိုင်ငံတကာကပေးတဲ့အကူအညီတွေဆိုရင်လည်းလိုအပ်တဲ့လူတွေစီမရောက်တာတို့ပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့အနေနဲ့ပေါ့နော်အသေးစိတ်ပြောပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှမှတ်ပုံတင်ဆုံးရှုံးခြင်းတဲ့နိုင်ငံသားဖြစ်ကြောင်းသက်တည်ပြရန်ခက်ခဲခြင်းပေါ့နော်
အရှိမကျွန်တော်တို့ရဲ့ case တင်ပြတဲ့အချိန်မှာမှတ်ပုံတင်မရှိတော့ဘူးနိုင်ငံသားကဒ်ပြားမရှိတော့ဘူးပြီးတော့မှကိုကနိုင်ငံသားတစ်ယောက်ဖြစ်လို့ပေါ့နော်ဘာမှအထောက်အထားမရှိတော့တဲ့အကြောင်းပေါ့နော်မြန်မာပြည်ပြင်လို့မရဘူးပေါ့နော်ဒီလိုမျိုးအခြေအနေတွေကြောင့်ကျွန်တော်တို့မြန်မာပြည်ပြင်လို့မရသေးတဲ့အကြောင်းကျွန်တော်တို့အသေးစိတ်ရှင်းပြတတ်ဖို့ပေါ့နော်လိုအပ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ပြင်ရင်ဘာဖြစ်မှာလဲဆိုတော့ကျွန်တော်တို့အနေနဲ့အသက်အန္တရာယ်ဆုံးရနိုင်တယ်ဒါမှမဟုတ်အဖမ်းဆီးခံရနိုင်တယ်ဒါမှမဟုတ်ညှဉ်းပန်းနှိပ်စက်မှုတွေဆက်လက်ပြီးမှပေါ့နော်ကြုံတွေ့ရနိုင်တယ်ပြီးဒါမှမဟုတ်ကျွန်တော်တို့မှတ်ပုံတင်တွေအထောက်အထားတွေဆုံးသွားပြီဆိုတော့ပေါ့နော်ဘာမှလည်းပြင်လို့မရဘူးရုံးတွေဆိုရင်လည်းစစ်တပ်တွေထိန်းချုပ်တဲ့နယ်မြေတွေမှာပဲဖွင့်ထားတော့ပေါ့နော်သူရဲ့နယ်မြေတွေတက်မှာရုံးလည်းမဖွင့်ဘူးပေါ့နော်ကျောင်းလည်းမဖွင့်တဲ့အကြောင်းပြီးတော့မှအာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှလည်းပေါ့နော်ဘာမှဝန်ဆောင်မှုမရှိတဲ့အကြောင်းကအစပေါ့နော်ကျွန်တော်တို့အနေနဲ့ပြောတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပေါ့နော်UN ရဲ့ပေါ့နော်မှတ်ပုံတင်ဌာနမှာဒုက္ခသည်တယောက်အဖြစ်မသတ်မှတ်ခင်ပေါ့နော်ကိုယ့်ရဲ့UNHCR ကပေးတဲ့ပေါ့နော်ကပ်ပဲဖြစ်ဖြစ်စာရွက်ပဲဖြစ်ဖြစ်အထောက်အထားရဖို့ပေါ့နော်ဒီလိုမျိုးနည်းခွင့်တွေအာကိုယ့်ရဲ့ပေါ့နော်အမှုပေါ်မှာမူတည်ပြီးမှသူတို့မေးတဲ့မေးခွန်းပေါ်မှာလည်းမူတည်ပြီးမှပေါ့နော်ဖြေနိုင်ဖို့အတွက်ပြန်လည်ပြီးမှမျှဝေတာဖြစ်ပါတယ်ဆိုတော့လိုအပ်တဲ့သူတစ်ယောက်အတွက်ပေါ့နော်ဗဟုသုတတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်